ရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေများဘေးရန်ကင်းဖို့ချမ်းသာဖို့ရန်ဆရာတော်တန်ခါးတော်ရှင်မြတ်တို့မှာမေတ္တာကိုဆုတောင်းပေးမှာဖြစ်ပါတယ်။ဆရာတော်တန်ခါးတော်ရှင်မြတ်တို့ရဲ့မေတ္တာကိုခံယူရရှိကြ၍ဘေးရန်ကင်းကြအသက်ရှင်ကြကျမ်းမာကြချမ်းသာကြစီးပွားဥစ္စာများတိုးတက်ပြည့်စုံပြီးလေချမ်းသာတာနေထိုင်နိုင်ကြချမ်းသာတာသာသနာပြုနိုင်ကြ၍ချမ်းသာစေချမ်းသာမှန်မြတ်နိဗ္ဗာန်ကိုသင်ញ្ញံစွာမျက်မှောက်ပြုရနိုင်ကြတဲ့တော်ကောင်းကြီးဖြစ်ကြပါစေ။ဒီနေ့ပြည့်စုံကြပါစေ။ဆရာတော်ရှင်မြတ်တို့ဘုရားဘဝတုသဝမင်္ဂလာလုံးကာခသဗ္ဗိတိယသံဃာထံရုပ်ပွားလို့မေတ္တာဖို့ဆုတောင်းပေးတော်မူကြပါစေ။ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓသုဘဝေနသရာတုတိဘောဓုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာတုဘဝေနသရာတုတိဘောဓုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာတုဘဝေနသရာတုတိဘောဓုတေသဗ္ဗိတိယောဝိသန္တုသောကောရကောဝိနတတုမာရေမောတောရာယသုတိတိကာယုကောဘဝအဘိဝါဒနာသီလိတမိစ္ဆာဝဒ္ဒပဇာယိနောသတ္တဓမ္မောတန္တုအာယုဝန္တောဒုက္ခံပလံသာဓုဣမိနာဘုရားကမေနဣသောတံရှင်မြတ်တို့ယဝါတရစေအပ်တော်ဘေးရန်ကြီးကြောင့်ချမ်းသာကြောင့်ပရိက္ခာတော်မြတ်တို့ကိုနာကြားကြည်ညိုရသောဘာဝနာမြတ်အကောင်းကံကုသိုလ်ကံစေရနာသံဃာတော်ရှင်မြတ်အပေါင်းတို့အားနေစွမ်းအလူတော်နှင့်တကွာသူကံဝေယံဖြာလာတို့ဆက်ကလူတိုင်းရသောကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းစုကောင်းမှုမင်္ဂလာကုသိုလ်ကံဖြာတို့ကြောင့်မင်္ဂလာတတံသုံးနှစ်ကိုမင်းတို့ရကိုမယုဏနာအောင်မိသားစုတို့နှင့်တကွာရောက်ရှိလာကြသောဓမ္မမိတ်ဆွေအားလုံးတို့မှာဘေးရန်ကင်းကွာချမ်းသာကြပါစေကုန်သတည်းသဗ္ဗမင်္ဂလာဤလုံးစုံသောမင်္ဂလာပေါင်းတို့သည်လည်းဘဝတုဘဝတုကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်းသမ္မာဒေဝသာသနာနှင့်ကဘာယေကြီးဆောက်ရှောက်ပါနေကြကုန်သောနတ်မြတ်နတ်ကောင်းနာပေါင်းတို့ကလည်းပဲလူရခန္တုအန္တရာယ်ကင်းပြောက်ချမ်းသာရအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓလူပဝေနအများရှိကိုယ်တော်မြတ်ကြီးတို့ရဲ့တကူတော်ကြောင့်၎င်းသဗ္ဗဓမ္မလူပဝေနတရားတော်မြတ်တို့ရဲ့တကူတော်ကြောင့်၎င်းသဗ္ဗသံဃာလူပဝေနသံဃာတော်ရှင်မြတ်တို့ရဲ့တကူတော်ကြောင့်၎င်းဒုက္ခိကိုယ်စိတ်နှပြကြည်သာအေးမြချမ်းသာခြင်းရှိကြကုန်သည်ဘုံတုတ္တိတချာချမ်းသာခြင်းတို့ဖြင့်တိုးပွားနိုင်ဖြစ်ပွားနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဒီနေ့သာသနာတော်နှစ်2569ခုမြန်မာဩဟာဩဇာတက္ကရာ1389ခုသဇာမုံလပြည့်ကျော်12ရက်နေ့ခရစ်နှစ်2025ခုနိုဝင်ဘာလ16ရက်နေ့မင်္ဂလာရှိကောင်းမြတ်သောအချိန်ကာလသမယ၌မန္တလေးတိုင်းဒေသကြီးစိတ်ကိုင်း80ရန်သာဖြိုးဝေကျောင်းတိုက်စာကြစာသင်သံဃာရှင်မြတ်တို့အားနေစွမ်းသူတော်ကိုဆက်ကလူတန်းကြတဲ့ကောင်းမှုရှင်များကမင်္ဂလာသက်တမ်း3နှစ်ပြည့်ကိုမင်းသူရကိုမယုဏနာအောင်တို့ကနဗေသောဆွေတော်မျိုးတော်များနဲ့ဓမ္မမိတ်ဆွေများနဲ့အတူတကွလာရောက်ပြီးတော့စွမ်းလူတော်ကိုဆက်ကလူတန်းကြပါတယ်ကဲစွမ်းလူတော်ကိုလာရောက်ဆက်ကလူတန်းကြတဲ့3နှစ်ပြည့်မင်္ဂလာမျိုးသားမင်္ဂလာမျိုးသမီးနဲ့တကွရောက်ရှိလာကြတဲ့ဓမ္မမိတ်ဆွေများအားဘုဒ္ဓဖြစ်စေဖို့ရအတွက်ဓမ္မလက်ဆောင်အနေနဲ့ဒီမှာအမျိုးသမီးရဲ့နာမည်လေးနဲ့လိုက်ဖက်တဲ့တရားတော်ကိုဟောလိုက်ပါမယ်အမျိုးသမီးရဲ့နာမည်ကခင်ပွားငယ်ဆိုတာပါတယ်လူမဲ့ပြရတယ်ဘာလေးခင်ပြီးဘာလေးပွားတယ်နေဘာလေးမောင်တရားမောင်ဝဲတရားကိုမေးကြည့်ရမှာဘာလေးခင်တယ်လဲဘာလေးပွားပြီးတော့ဘာလေးငိမ့်လာလဲကဲတရားရဲ့နာမည်ကလည်းခ
ပွားငြိမ်နော်မြတ်စွာဘုရားဟောကြားတော်မူထားတဲ့တရားတော်တွေထဲမှာအင်္ဂုတ္တရနိကေပေစကနိပတ်အဲ့မှာသင်ညာဝက်ဝဋ္ဌိတောက်တံဆိုပြီးတရားတစ်ခုရှိတယ်အင်္ဂုတ္တရနိကေပေစကနိပတ်သင်ညာဝက်အဲ့ဒီမှာဝဋ္ဌိတောက်တံတရားတော်အဲ့ဝဋ္ဌိတောက်တံကိုဘာလဲပြန်လိုက်တာခင်ပွားငြိမ်လို့ဘာလဲပြန်လိုက်တယ်နော်ပါဠိစာပေကိုပြီးပြီးတော့ဗမာလိုပြန်လိုက်တယ်ဒီလိုမင်္ဂလာဆောင်းတို့တရားဟောမယ်ဆိုတဲ့အခါကျတော့စာကြည့်လိုက်တဲ့အခါကျတော့အဲဒီနာမည်နဲ့လိုက်တဲ့တရားတော်တော့ကြည့်လိုက်အောင်ပါပဲဆိုတော့အဲဒီမှာဝဋ္ဌိတောက်တံဆိုတာဒီတွေ့သွားတယ်ကဲအဲဒီတောက်တံကိုပြောပြီးမှဒီတော့မင်္ဂလာတက်တန်း3နှစ်ပြည့်ဆိုတော့ဒီကနေ့ကနေစပြီးတော့3နှစ်ကနေစပြီးတော့နှစ်ပေါင်းညာကျော်တဲ့အထိရွှေလက်ခိုင်ခိုင်မြဲမြဲတွဲပြီးတော့ချမ်းသာပါစေငြိမ်းပါစေစီးပွားဥစ္စာတွေဖြစ်ပြီးတော့သားတွေသမီးတွေပြည်တွေပြည်တွေနဲ့ဒီလိုပါပါကြီးဘုရားမြတ်စွာသာသနာကိုကောင်းစွာစောင့်ရှောက်နိုင်တဲ့သာသနာပြုမိသားစုကြီးဖြစ်ပါစေလို့ရှေးဥစွာဆန္ဒပြုပါတယ်အဲ့လိုမိသားစုကြီးဖြစ်ဖို့ရတယ်မင်းတို့ဇနီးမောင်နှံကဘာလို့ပါတယ်လဲဆိုတော့စောစောကနာမည်ပဲခင်ပွားငြိမ်းဆိုတာပြောပါတယ်အဲ့တော့ခင်ရမယ်ပွားရမယ်ရင်းရမယ်ပေါ့အဲ့ဒီမှာခင်ပွားဆိုတဲ့စကားလုံးလေးကိုပြောမှာပေါ့အဲ့တော့ခင်ပွားဆိုတဲ့စကားလုံးလေးနဲ့နိစ္စတဲ့ closet စကားလုံးလေးပေါ့အဲ့မှာခင်ပွားဆိုတဲ့စကားလုံးလေးရှိတယ်ဒါသိကြခင်ပွားဆိုတာဥပမာခေါ်လဲဆိုတော့ယောက်ျားကိုခေါ်တာဒါပေမဲ့လို့ရှေးတော့ဆိုတော့လွန်ခဲ့တဲ့နှစ်600လောက်တော့မြန်မာစကားလုံးတွေကိုဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ခင်ပွားဆိုတာတကယ်လေးကိုခေါ်တာငါတက်လို့မှမြန်မာစာသင်တဲ့ဘုန်းကြီးအဲ့တော့မြန်မာစာရင်းနဲ့ပတ်သက်လို့နည်းနည်းပါးပါးရိပ်ပြီးအဲ့တော့ခင်ပွန်းဆိုတာမိတ်ဆွေတကယ်ကြီးကိုပြောတယ်အခုနောက်ပိုင်းရောက်တဲ့အခါကျမှခင်ပွန်းကနေမိတ်ဆွေတကယ်ကြီးကနေယောက်ျားကိုပဲတုံးသွားတော့တယ်ကဲရှင်းတော့ကခင်ပွန်းဆိုတာဘာလဲဆိုတော့မိတ်ဆွေအခုမိတ်ဆွေကိုရကျင်တယ်ဆိုရင်အဆွေခင်ပွန်းလို့ရှိရတယ်အဆွေဆိုတဲ့ဒီစကားလုံးပေါင်းလိုက်မှအဓိပ္ပာယ်ကရတော့အဆွေခင်ပွန်းနည်းနည်းတော့သုံးသေးတယ်မသုံးတော့သိပြီတော့ဟုတ်တယ်မလားတကယ်ချင်းတော့ပဲများတယ်သုံးကြတာမိတ်ဆွေတော့ပဲသုံးကြတယ်နောက်ကအဆွေတော့မှခင်ပွန်းဆိုတာကိုထည့်သုံးကြတော့ကဲခင်ပွန်းကတော့အခုကျတော့ဘိုင်းနေနဲ့ဘာဖြစ်သွားလို့ဆိုတော့ယောက်ျားကိုပဲသုံးတာကဲအဲ့ဒီခင်ပွန်းဆိုတဲ့စကားလုံးလေးကခင်ပွားဆိုတဲ့စကားလုံးမျိုးနဲ့နှိစက်တယ်ခင်နာလေးပွားရခင်နာလေးပွားလာရအဲ့လိုခင်နာလေးပွားလာလို့ရှိရင်ငြိမ်းလေးပဲဒါကြောင့်ဒီပြာကြီးကိုခင်ပွားငြိမ်းလို့ပြောတာဖြစ်မှာပေါ့ခင်နာလေးဘယ်တော့မှမရောရဘူးခင်ပြီးသားလူတွေလည်းရံမဖြစ်ရဘူးမှတ်တာဒီရံဖြစ်တတ်လားဒီနေ့တော့ဖြစ်တယ်ပါခုကြတော့ယောက်ျားနဲ့အောင်ဖြစ်ဘူးလားဖြစ်ရမှာပါခင်နာလေးကိုပွားရမယ်ခင်နာလေးကိုမရောစီနဲ့မတို့ဗမာစကားလုံးမှာရှိတယ်လေစိုးပြီးသားလက်တွေမချောက်စေနဲ့ဆိုတာရှိတယ်မလားခင်ထားတဲ့လူကတော့မှခင်မပြည့်စေနဲ့ပို့ပြီးတော့ပဲခင်အောင်လို့ပို့အခင်မမှုတွေပို့ပြီးတော့များလာအောင်ပို့ပြီးတော့ပဲပွားလာအောင်လုပ်ရတယ်ဒါကြောင့်ညီပြန်ဒီကိုလေးပဲစီခင်ပွားအဲ့ဒါခင်နာလေးများလာပွားလာပြီးတော့ငြိမ်းတဲ့ဘဝကိုတည်ဆောက်နိုင်ပါလေဆိုပြီးတော့မဲ့တာနေမှာဒါတော့သူ့ဝေးကြီးမှနေမှာကဲဇနီးမောင်နှံနှစ်ယောက်မိသားစုဘဝကိုထူထောင်တဲ့အခါမှာချမ်းသာတဲ့မိသားစုကြီးဖြစ်ဖို့ငြိမ်းတဲ့မိသားစုကြီးဖြစ်ဖို့ရတဲ့စကားလုံးလေးတွေခင်ပွားခင်ပြီးတော့ပွားရမယ့်စကားလုံးလေးတွေတို့တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ချစ်ခင်မှုအနည်းတမ်းကြီးတော့ချစ်ခင်မှုကိုပွားနေရတယ်ချစ်ခင်မှုမရောစေနဲ့မောင်မင်းတို့ရဆိုနဲ့ညီတို့အဲ့လိုမလားခင်ပွားငြိမ်းတဲ့ချစ်ခင်မှုဘယ်တော့မှမရောစေနဲ့ပွားပဲပွားစီရမယ်အဲ့ဒီချစ်ခင်မှုတွေပွားနေနေငြိမ်းနေနေချမ်းသာနေနေကဲခင်ချင်းမှာမထည့်နေတယ်တော့ချစ်ခင်ဟုတ်တယ်မလားချစ်ထည့်လိုက်တာနော်အဲ့တော့ညီကချစ်ခင်ပွား
လုံးလားလို့ပြရမယ်အဲယောက်ျားကိုချစ်ဖို့မလုံးလားလို့လားချစ်ဖို့ချစ်ရလားဘုန်းကြီးအောင်မြန်မာရပြည့်နေမှာနေတော့ဟုတ်လားယောက်ျားလည်းချစ်ရမယ်မိန်းမလည်းချစ်ရမယ်ချစ်ခင်ပွားငြိမ်းအဲ့ဒါမင်းတို့တရားရဲ့ချစ်ခင်မှုတွေကပွားပြီးတော့များလာမယ်ဆိုလို့ရှိရင်အဲ့ဒါနေခဲ့တဲ့မိသားစုကြီးကိုထူထောင်နိုင်လိမ့်မယ်တာယာတဲ့မိသားစုကြီးကိုထူထောင်နိုင်လိမ့်မယ်ဒါကြောင့်ပဲတော့မှမလျော့စေနဲ့ချစ်ခင်မှုတွေအမြဲပွားရမယ်အဲ့တော့ပြောမယ်ဆိုရင်အချစ်တွေအများအားပွားနေအောင်တို့ဘာမှစကလုံးမှာအချစ်ဆိုတဲ့နောက်မှာဘာပါလာသိတယ်ဆိုတော့အချစ်မေတ္တာမာလာနော်စကလုံးနေအချစ်ဆိုတဲ့စကလုံးကဒီကာမဂုဏ်အာယုန်တွေနဲ့ဆိုင်တယ်မင်းပို့သွားရင်တော့ချစ်တော့ဘူးဆိုတာမျိုးလေးပေါ့နော်ရှိတယ်လေဒါကြတော့ခိုင်နေဘူးပေါ့ခိုင်နေအောင်နောက်ကနေပါထပ်ထည့်ရတယ်မေတ္တာပါလာလို့ရှိရင်ဘယ်တော့မှမလျော့တော့ဘူးဒါကြောင့်မင်းတို့ရဲ့ချစ်ခင်မှုတွေပွားပြီးတော့ဘာလို့လဲချမ်းသာဖို့ငြိမ်းဖို့ဆိုလို့ရှိရင်အချစ်တော်မှာထပ်ထည့်အောင်လေမေတ္တာထည့်ရမယ်အဲ့ဒီမေတ္တာလေးကိုလည်းပဲပွားထားရမယ်ပွားနေရတယ်ဘယ်တော့မှမလျော့စေနဲ့အဲ့ဒါမင်းတို့3နှစ်ကနေနှစ်30နှစ်100ဟုတ်တယ်မလားအသက်ရှည်သမျှကာလပတ်လုံးမင်းတို့ရဲ့ချစ်ခင်မှုမေတ္တာတရားတွေဘယ်တော့မှမလျော့စေအဲ့ဒီချစ်ခင်မှုမေတ္တာမလျော့ဘူးရတယ်နောက်မှဘာခင်ပြီးတော့ဘာဝါရအောင်လဲဆိုလို့ရှိရင်မင်းတို့ပြောမှာသစ္စာကိုခင်ရမယ်သစ္စာကိုပွားထားရမယ်ဟုတ်တယ်မလားသစ္စာတရားကိုလက်ကင်ထားရင်ဘယ်တော့မှမေတ္တာမလျော့တော့ရှင်းတယ်မလျော့တော့ဒါကြောင့်အရှင်းတဲ့မေတ္တာခိုင်တယ်ကိုမင်းတို့ပြောမှာပါရှိရတယ်သစ္စာတရားရှိထားရမယ်အဲ့ဒီသစ္စာတရားရှိဖို့နောက်မှာအလုံးလို့လေပါလဲဆိုတော့ခန္တီပြောပါတော့ခန္တီဆိုတာသိခံနေတယ်အသိမကလို့ကတော့လင်မယားအများအားတတ်နေကြမှာပဲလေတတ်နေကြတဲ့လူတွေဒီလိုပဲလေဟိုပြီးကြတဲ့တပတ်တော်မှာတို့ဒီပါလေးရတယ်မင်္ဂလာဆောင်ပွဲလေးကျင်းပါတယ်ညတယ်လင်မယားတွေကပွားချင်းစာတွေပွဲကြရောဒီပါလေးမှာအဲ့ဗာမိတာလေစိတ်ခင်မှုတွေကိုမပွားနိုင်ကြတာမေတ္တာတွေမပွားနိုင်ကြတာသစ္စာတွေမထားနိုင်ကြတာနောက်ကဘာလဲဆိုသိခံမှုတွေမရှိကြတာဒါကြောင့်မင်းတို့ကချစ်ခင်မှုပွားရမယ်မေတ္တာတရားတွေပွားရမယ်သစ္စာတရားတွေခိုင်နေရမယ်ပြီးတော့အဲ့ဒီတရားတွေအဲ့ဒါတည်ရှိနေဖို့ရတဲ့အခြေခံတရားကြီးက foundation ကြီးကတော့ဘာလဲဆိုလို့ရှိရင်သိခံတဲ့တရားရှိနေတယ်ဆိုလို့ရှိရင်တရားနဲ့တရားသိခံပြီးတော့နေရမှာပေါ့နော်ဘဝကိုစောင့်တဲ့အခါမှာသိခံတယ်စားစားရသိခံနိုင်တယ်ချမ်းသာနေတယ်သိခံနိုင်တယ်ချမ်းသာနေတယ်အဲကြောင့်အခြေရမေတ္တာရဲ့ပြောပါလေသစ္စာရဲ့သိခံမှုရဲ့ဆိုတဲ့တရားလေးကိုလက်တွေကခင်ပြီးတော့ပွားထားကြပါအဲ့ဒါဆိုလို့ရှိရင်နေနေတဲ့ဗိမာန်ကြီးနေတဲ့ဘဝကြီးပုံပေါ်လာပြီးတော့တကယ်ကိုဘဝဒုက္ခရရှိမှဖြစ်ပါတယ်။ဒါဒါမျိုးဆိုချက်ဆိုင်ကနေပြောတာငါတို့ဓမ္မဆိုင်ကနေပြောမယ်ဓမ္မဆိုင်ကပြောတော့မယ်ဆိုတဲ့အခါကျတော့စောစောဝတ္တိတော့ကိုပြောရမယ်ဝတ္တိတော့ပါအဲ့ဒါခင်ပြီးတော့ပွားရမယ်တရား၅ပါးရှိတယ်။ဘယ်နှပါးလဲလဲ၅ပါးအဲ့ဒါအရိယာတာဝကောအရိယာဖြစ်တော်မူတဲ့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာဒီ၅ပါးကိုပွားနေမယ်ဆိုလို့ရှိရင်တဲ့ဒီဘဝမှာလည်းချမ်းသာမယ်နောက်ဘဝလည်းချမ်းသာမယ်နောက်တစ်မျိုးပြောမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးတဲ့ကလည်းပဲအနှစ်သာရကိုထုတ်ယူပြီးသားဖြစ်တဲ့ခန္ဓာကိုယ်ကြီးကိုရင်းပြီးတော့အမြတ်အစွမ်းရတဲ့ဒီကံလည်းဖြစ်တယ်ခင်ပြီးတော့ပွားရမယ်တရား၅ပါးရှိတယ်အဲ့ဒီ၅ပါးကိုမှတ်မြောက်လိုက်စို့တတ္တာတရားခင်၍ပွားသင်အားချမ်းသာငြိမ်းအေးပြီဟောပြန်ဆိုမယ်တတ္တာတရားခင်၍ပွားသင်အားချမ်းသာငြိမ်းအေးပြီတတ္တာတရားတွေကိုခင်ရမယ်ပွားလဲပွားရမယ်အဲ့လိုတတ္တာတရားတွေကိုခင်ပြီးတော့ပွားမယ်ဆိုလို့ရှိရင်ငြိမ်းအေးတဲ့ဖြစ်လိမ့်မယ်တဲ့အဲ့ဒါခင်ပွားနေစရာပဲဘာတရားလဲနဲ့တတ္တတရားခင်ရမယ်ပြီးတော့ပွားလဲပွားရမယ်ဒါဆိုရင်ခ
ခင်ပြီးတော့ပွားလိုက်တယ်ဆိုရင်ဒီမှုတွေကိုခေါ်ဆောင်ပေးလိုက်မယ်တတ္တာတရားဒီဝါနဲ့အားရည်လို့ပြောလိုက်ရတယ်။ဘာလို့လဲဆိုတော့တတ္တာတရားခင်၍ပွားနဲ့အားရည်ဆိုတတ္တာတရားခင်၍ပွားနဲ့အားရည်တတ္တာတရားခင်၍ပွားတရားရည်တတ္တာတရားခင်၍ပွားတရားရည်အဲ့တော့တတ္တာတရားဆိုတာဘာလို့ဆိုတော့ဘုရားကိုချီးမြှောက်မှုဘုရားကိုခင်ရမယ်ချီးမြှောက်မှုတွေပွားရမယ်တရားကိုခင်ရမယ်ခင်မြှောက်မှုချီးမြှောက်မှုတွေပွားရမယ်တန်ခါကိုချီးမြှောက်ရမယ်အဲ့ဒီချီးမြှောက်မှုခင်မြှောက်မှုတွေကိုပွားရမယ်နောက်ပြီးတော့မကောင်းမှုကိုနားလည်ရမယ်ကောင်းမှုကိုနားလည်ရမယ်မကောင်းမှုကိုနားလည်ပြီးတော့မကောင်းမှုကိုရှောင်ရမယ်ကောင်းမှုတွေကိုဆောင်ရမယ်ကဲအဲ့ဒါကိုတတ္တတရားလို့ခေါ်တယ်ကဲတတ္တတရားရဲ့အဓိပ္ပာယ်လေးကိုပြန်ပြောမယ်ဘုရားကိုကြည်ညိုတာတတ္တတရားကိုကြည်ညိုတာတတ္တသံဃာကိုကြည်ညိုတာတတ္တမကောင်းမှုဆောင်ရမယ်ဆိုတာသိကောင်းမှုကိုပြုရမယ်ဆိုတာသိပြီးတော့မကောင်းမှုရှောင်တာကောင်းမှုဆောင်တာတတ္တအဲ့ဒီတရားနဲ့နေမယ်ဆိုလို့ရှိရင်ချမ်းသာလာလိမ့်မယ်အေးလာလိမ့်မယ်နိဗ္ဗာန်ပြောင်းရောက်သွားလိမ့်မယ်အဲဒါကြောင့်မို့တတ္တတရားကိုလို့တော့မယ်ခင်ရမယ်ပွားရမယ်တတ္တတရားဟာခင်ပွားတရားကြီးပဲခင်နဲ့ခင်ရမယ်အဲ့တော့ကဒီတရားကိုခင်မရနောက်ကနေတကယ်လို့ထပ်ပေါင်းမယ်ဆိုရင်ခင်မရတတ္တတရားခင်ပညာဟုတ်တယ်လားသင်အားနေပြီတတ္တတရားကိုခင်ပနေဆိုလို့ရှိရင်ငြိမ်းလာတယ်အဲတော့နာမည်နဲ့လိုက်ပြောပြလိုက်တဲ့အခါကျတော့တတ္တတရားခင်၍ပွားသင်အားနေပြီနေတဲ့ဘဝကိုပြီးဆောက်ချင်တယ်ဆိုလို့ရှိရင်တတ္တတရားတွေကိုခင်ပါအဲဒီတတ္တတရားတွေကိုပွားအောင်နေပါအဲဒီတတ္တတရားကချမ်းသာအောင်လုပ်ပေးမယ်ငြိမ်းအောင်လုပ်ပေးမယ်အန္တရာယ်တွေလည်းကင်းမယ်ပေါ့သိသွားပြီတတ္တတရားဆိုတာဘုရားကိုကြည်ညိုတာတရားကိုကြည်ညိုတာသံဃာကိုကြည်ညိုတာမကောင်းမှုကိုရှောင်ရမယ်ဆိုတာသိပြီးတော့ရှောင်တာသိုံနဲ့မရဘူးတော့တို့ဗမာလေးကိုသိတော့သိတယ်မလုပ်ဘူးအလုံးဝလေးပဲရှိမှာအဲ့တော့ကောင်းမှုကိုပြုရမယ်ဆိုတာသိတယ်ပြုတယ်ပေါ့အဲ့ဒါမှတတ္တတရားရဲ့အဓိပ္ပာယ်ကိုဒီဝါဒရှိတာအဲ့ဒါနံပါတ်1တရားနံပါတ်2တရားဆိုသီလတရားခင်၍ပွားသင်အားငြိမ်းပြီဆိုသီလတရားခင်၍ပွားသင်အားငြိမ်းပြီသီလတရားခင်၍ပွားသင်အားငြိမ်းပြီသီလတရားခင်၍ပွားသင်အားငြိမ်းပြီကဲဘာခင်ရမှာသီလတရားမယ်သီလဆိုတာကိုယ်ကျင်တရားမလားဘုရားမလုံးနဲ့ဗမာနာမလုံးနဲ့လေဘုရားလုံးမနာလို့ပေါ့ဆိုတော့သစ္စာတို့ဘာလို့ခန္တီတို့လည်းပါသွားတယ်မှန်လားအေးအထူးအားဖြင့်သူကအသက်တပ်ဖြတ်ခြင်းနေဆက်ခြင်းနေမှလည်းမလို့ရဘူးသူကဥစ္စာပစ္စည်းဥစ္စာမတရားယူခြင်းမလို့ရဘူးပြီးတော့ကာမဂုဏ်အယုံတွေကိုအိမ်တော်ကြီးကနေလွဲပြီးတော့စီးမဖြတ်ရဘူးမကြော်ရဘူးလိန်ညာပြီးတော့မပြောရဘူးတောက်စားမှုတွေမလုပ်ရဘူးဆိုတဲ့အခြေခံ၅ပါးသီလကိုခင်မရမယ်ဟုတ်တယ်မလားအဲ့ဒီသီလကိုပွားများအောင်စောင့်ရမယ်၅ပါးသီလတဲ့များရင်10ပါးသီလပေါ့10ပါးသီလအဲ့ဒါတွေတိုးပြီးတော့စောင့်မယ်ဆိုရင်ပွားလာတာပဲလေသီလကိုတစ်ချိန်စောင့်မယ်ဆိုလို့ရှိရင်သီလစောင့်တယ်နှစ်ချိန်ဆိုရင်သီလပွားတယ်ဖြစ်လာပြီလေသီလတွေများတဲ့များပွားတဲ့ပွားအောင်စောင့်ပါအဲ့ဒါဆိုရင်တဲ့ကိုအဲ့ဒီသီလကငြိမ်းအောင်ဆောင်နေပေးပါလိမ့်မယ်ချမ်းသာအောင်ဆောင်နေပေးပါလိမ့်မယ်အနေကင်းအောင်ဆောင်နေပေးပါလိမ့်မယ်စီးပွားတွေဖြစ်အောင်ဆောင်နေပေးပါလိမ့်မယ်သီလကိုတတ်သိရှိရှိဆောင်ရပါကဲနောက်သီလပြီးတော့ပါလဲဆိုလို့ရှိရင်သုတ္တတရားဆိုသုတ္တတရားခင်၍ပွားသင်အားငြိမ်းပြီဆိုသုတ္တတရားခင်၍ပွားသင်အားငြိမ်းပြီသုတ္တတရားခင်၍ပွားသင်အားငြိမ်းပြီသုတ္တတရားခင်၍ပွားသင်အားငြိမ်းပြီသုတ္တဆိုတာသိကျင်တာ
ဟုတ်တယ်မလားသိစိတ်တွေပေါ့သိစိတ်တွေပေါ့အဲ့ဒီဘုရားတရားတွေနဲ့ပတ်သက်တဲ့အသိတရားတွေကိုလိုချင်မှုတွေဘုရားတရားတွေကိုခင်မင်မှုတွေရှိရမယ်အသိတရားတွေပွားအောင်လုပ်ရမယ်နော်သိနေမှလည်းမသိလို့ရှိရင်ခုခေတ်ကဘာမှအရှင်မကြီးမသိအနေတော့မှမဆောင်နိုင်ဘူးသိနေလို့ရှိရင်အနေဆောင်နိုင်တယ်လေဒါကြောင့်ကြောင်းမှာဆိုတော့ပြောနေတာစကားလေးရှိတယ်အသိမှုအောင်လို့အမေနောက်ကြအောင်နေနော်ပြောပြမယ်နော်အသိဥရမယ်အမေနောက်ကြရမယ်အဲ့တော့ကြောင်းနဲ့ဖြစ်ပြီးတော့အမေကဥသွားပြီအသိကနောက်ကြသွားလို့ဘာမှလုပ်မရဘူးကြိုသိနေရမယ်ရအဲ့လိုကြိုသိနေဖို့ရတယ်စာလည်းဖတ်တယ်လည်းနားထောင်နားတယ်ဒီလိုကောင်းစကားတွေကိုလည်းနားထောင်ရတယ်အဲ့ဒါကြီးပွားကြချမ်းသာတယ်ဖြစ်တယ်။ဒါကြောင့်ဘဝကိုအတိတရားနဲ့ဒီဆောင်နိုင်လို့ရတယ်ဘဟုတုဒ္ဒသုဒ္ဓစနေမှာရှိရတာပေါင်းလိုက်ဘဟုတုဒ္ဒအဲ့ဒီဘဟုတုဒ္ဒတွေများပွားအောင်လုပ်မယ်ဆိုလို့ရှိရင်ရေးတဲ့ဘဝကိုကိုဘဟုတုဒ္ဒကိုအသိပညာနဲ့ပေါ်ဆောင်နိုင်ပါလိမ့်မယ်။အဲ့တော့ဒီလိုဘဝနဲ့မင်းတို့ရဲ့အသိပညာတွေလိုက်ဖက်ပြီးတော့အသိကဥဆောင်ပြီးတော့ဘဝကိုရေးရအောင်နေထိုင်ဖို့ရတယ်။အဲ့ဒီဘုဒ္ဓများတဲ့ညောင်းလို့အဲ့ဆိုဘုဒ္ဓကိုသင်ရမယ်၊ပွားများအောင်လုပ်ရမယ်။အဲ့တော့နံပါတ်၄ဆိုသာဂတရားဖြည့်ရပွားသင်အားငြိမ်းအေးမည်ဆိုသာဂတရားဖြည့်ရပွားသင်အားငြိမ်းအေးမည်သာဂတရားဖြည့်ရပွားသင်အားငြိမ်းအေးမည်သာဂတရားဖြည့်ရပွားသင်အားငြိမ်းအေးမည်သာဂတရားဆိုပြီးသားလူကမှုတွေတဏ္ဍာပြေကမှာအချိန်နဲ့မဟုတ်အချိန်မှများစွာလုံးလို့ပြောတာအခုတို့တော့မှဆုံးကတ်တယ်မင်းတို့တစ်ချိန်နဲ့မကတ်တယ်လို့ပြောတာဗျဟုတ်တယ်မလားနောက်နေ့ကျရင်မနေ့နေ့ပဲလေးလေးလေးနောက်ဟုတ်နောက်နေ့ကျရင်5နေ့လေးရတာတွေကွာမှာဟုတ်တယ်မလားသာဂတို့ဒါနဆိုတာဒီလိုပဲပေကံလူနမ်းမှုတွေမင်းတို့ကပေးနေအောင်လဲလို့လူနမ်းအောင်လဲလို့ပေးနိုင်လူနိုင်တယ်ဆိုလို့ရှိရင်မလုပ်အောင်ပေကံလူနမ်းရမယ်ပေကံဆိုတာလည်းဆိုတာအောင်မြင်အောင်တရားပဲလေချမ်းသာတဲ့တရားပဲလေးပါးတော်တရားပဲမှန်လားအဲ့တော့အဲ့ဒီပေကံလူနမ်းမှုခင်မမှာနှမျိုးတော့ကသိနေမနေနဲ့လို့ပြောတာဟုတ်လို့လားပေကံလူနမ်းမှုကိုတော်တော်ရရောတယ်ပေကံလူနမ်းမှုတော်တော်ခုံနေတာပဲဟုတ်လားတော်တော်ခင်နေတာပဲလို့ပြောကြတယ်လို့ရှိတယ်အဲ့ဒါမျိုးတော့အိမ်တော်လေးကိုဒီစတဲ့အခါမှာပေကံလူနမ်းနိုင်တဲ့အဲ့လိုဖြစ်ပြီးတော့ငါးပေးငါးချမ်းသာပြီးချမ်းသာတဲ့အိမ်တော်လေးဖြစ်အောင်ဒီဆောက်ရမယ်ကဲတော့နံပါတ်5တော့ပညာတရားဆိုပညာတရားဖြည့်ပွားသင်အားငြိမ်းမည်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 စောစောဘုဒ္ဓဆိုတာစာအုပ်စာပေကနေရှားတယ်နော်စာအုပ်စာပေကနေရှားတယ်လူကြီးသူကောင်းတဲ့စကားနားထောင်ပြီးတော့ရှားတယ်ဘုဒ္ဓအခုကပညာဒီပညာကျတော့ခန္ဓာကိုယ်ကနေရှားရတယ်နော်ခန္ဓာကိုယ်ရဲ့အကြောင်းကိုသိအောင်လုပ်ရတယ်ဒါဩရတဲ့ခန္ဓာကိုယ်နာရတဲ့ခန္ဓာကိုယ်သိရတဲ့ခန္ဓာကိုယ်ဆိုခန္ဓာကြောင့်သိအောင်လုပ်တာခန္ဓာကြောင့်လည်းသိအောင်လုပ်ဘဝကြောင့်လည်းသိအောင်လုပ်ရတယ်အဲလိုသိလာမယ်ဆိုလို့ရှိရင်ပညာတရားတွေပွားလာတယ်တိနှစ်တိသုံးတိလေးတိဟုတ်တယ်မလားတစ်ခုသိတယ်တစ်ခုသိတယ်သုံးခုသိတယ်ပေါ့မမြဲတဲ့အကြောင်းသိတယ်ဆင်းရဲတဲ့အကြောင်းသိတယ်အဆုံးမရတဲ့အကြောင်းသိတယ်ဟာသိတယ်ပွားလာနော်ကိုရင်တရားကိုသိတယ်ငါရင်တရားကိုသိတယ်သိရင်တရားကိုသိတယ်ခုခေတ်ကညာပွားတာလို့အဲ့ဒါကိုပွားရင်ဖြေနိုင်ဘူးဆိုရတယ်လေကျုံးလာလို့ရှိရင်အဲကြောင့်လောကဓာတ်လိုင်းကိုပုတ်တဲ့အခါလောကဓာတ်လိုင်းကိုရိုက်တဲ့အခါလောကဓာတ်ပုံတိုင်းတွေကြားတဲ့အခါမှာလောကဓာတ်မရင်တွေလှုပ်တဲ့အခါမှာမလို့စိတ်တွေမလို့ရဲ့စိတ်တွေခံနိုင်ဖို့ရတယ်အနေစာဒုက္ခအနတ္တဘဝတာအမြဲတည်းပဲဟာအတိအကျမရှိဘူးပြီးတော့မမြဲတဲ့ကြောင့်ဒုက္ခရောက်တဲ့ဆင်းရဲတွေကိုယ်လိုတစ်ခုမှမပါဘူးဆိုတော့ပညာကိုများအောင်ပွားအောင်လုပ်မယ်ဆိုလို့ရှိရင်အားလုံးစိတ်တွေဘယ်လိုစိတ်တွေငြိမ်းအောင်ပေါ်ဆောင်ပေးနိုင်မှာလဲအဲ့ဒီစိတ်တွေနဲ့ပဲလေးပါ
ရွှေစံနေနာပြုဝေကြောင့်တဲ့သံဃာတော်ရှင်များတို့ဟာဆွမ်းလာရောက်ပြီးဆက်ကကြတဲ့ကိုမင်းသူရကိုမယုဏတာအောင်နဲ့ဝနဘတော်မိဘတွေဆွေတွေမျိုးတွေအားကြောင်းရောက်လာတဲ့အခိုက်အတန့်မှာဘုန်းကြီးကျောင်းကဓမ္မလက်ဆောင်တွေပြန်ပြီးတော့ဖြန့်ဝေလိုက်ပါတယ်တရားတော်ရဲ့အမိယာရှင်ပွားရေးရတော့သတ္တတရားဒီပြီးတော့ပွားအောင်လို့ရေးပါလိမ့်မယ်သီလတရားတွေခင်မှာပွားအောင်လို့ရေးပါလိမ့်မယ်ပြီးတော့ဘုဒ္ဓတရားတွေခင်မှာပွားအောင်လို့ရေးပို့ပြီးတော့ရေးပါလိမ့်မယ်နောက်ဘေကံလူတန်းမှုဆိုတဲ့စာကတရားတွေခင်မင်းမှာဘေကံမှာဘေကံလေးချမ်းသာလေးဆိုတဲ့ဒီလိုလေးသိပါဒါဆိုလို့ရှိရင်ချမ်းသာလေးဆိုလို့ရှိရင်လူရလုံးကြမှာပဲမသိကြဘူးလို့ပြောတာအဲတော့ဘယ်လိုချမ်းသာလဲဆိုတာသိလူလည်းဆိုတာချမ်းသာလို့ဆိုတာသိမယ်ဆိုလို့ရှိရင်ဒီကြပါကဲအဲ့ဒါကိုလည်းပွားအောင်လုပ်ပါညာအောင်လုပ်ပါဒါဆိုရင်ပဆောင်ပေးနေပါလေနောက်ဆုံးပညာတရားအရေးကြီးတဲ့ခန္ဓာပေါ်မှာရရှိလာတဲ့ပညာဘဝကိုအခြေပြုပြီးတော့ခန္ဓာပေါ်မှာရရှိလာတဲ့ပညာတရားတွေကိုသင်ယူပြီးတော့ပွားနိုင်ပြီဆိုလို့ရှိရင်နိဗ္ဗာန်ရနိုင်ပါလေဆိုတာသဘောကျပြီးတော့ဒီနေ့အစပြီးချမ်းသာခြင်းချမ်းသာကြအငြိမ်းကြီးကြီးကြပြီးနောက်ဆုံးညနေပိုင်းကိုလင်းမြန်စွာမျက်မှောက်ပြုတ်နိုင်ကြတဲ့တော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာန်တန်တာပစ္စယောဟောတုရှင်မြတ်တို့ဗျာသံဃာတော်နဲ့တကွာဘုရားဝေယတို့ကိုရေစက်သုံးချ၍ဓမ္မာဤကောင်းမှုတို့ကြောင့်ဘုရားနဲ့ကင်းကွာချမ်းသာ၍ယနေ့ဘတ်ကိုဉာဏ်စွာဘုရားပြုပါဒီကောင်းမှုတို့ဤဘုရားကိုမိဘဘုရားဆွေမျိုးများနှင့်ကိုယ်ဆောင်တာကျောင်းဆောင်တာအိမ်ဆောင်တာ30ဘောလုံးစုံသောသတ္တဝါတို့အားမြတ်ပေးဝေပါ၏မြတ်ရကြ၍ချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံး